အားလုံးပဲမင်္ဂလာပါ eFootball ဝိုင် virus account ရဲ့ admin virus ပဲဖြစ်ပါတယ်ကျွန်တော်တို့ဘောလုံးရသည်တစ်တွေလည်းစတော့မှာဆိုတော့ eFootball ကလည်း2029 version ဆိုပြီးတော့အသစ်ထပ်ပေါ်လာခဲ့ဖြစ်ပါတယ်ဒီ version မှာဆိုရင်တော့ပထမဆုံးစားစောမဲ့သူတွေအတွက်ဆိုရင်ဒါ Messi ရဲ့ highlight ကပါဝင်ပြီးတော့ဗောနော် standard player 10ယောက်ပါဝင်တဲ့ဒါ welcome pack ကို free ပေးတာတော့တွေ့ရပါတယ်ဒါကြောင့်မလို့အခုမှစားစောမဲ့သူတွေအနေနဲ့ဒီကတ်ကိုစပြီးတော့အသင်းကိုစပြီးတိစောက်လို့ရတာကိုတွေ့ရမယ်ဗောနော်ပြီးတော့ဒီ2029မှာဒါ2026နဲ့ထူးခြားသွားတာတခုကတော့ဒီ pack တွေဖောက်တဲ့အခါမှာဗောနော်ဒါ player တွေထွက်လာတဲ့ဒီ animation ကဒီနှစ်မှာတော်တော်လေးကိုပို့ပြီးတော့မိုက်သွားတာကိုတွေ့ရတယ်အယောင်လေးတွေလှပြီးတော့ဒါ scale အကွက်တွေပြပြီးတော့တော်တော်လေးကိုဒါကြီးလို့ကောင်းပြီးတော့ရင်ခုန်စရာလည်းကောင်းတယ်ဗောနော်ဒါဆိုရင်ဒါ Messi ကဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒါ daily game တွေစောတဲ့အခါမှာဆိုရင်အရင်ကဆိုရင်ကျွန်တော်တို့ဒါ penalty ပဲကန်ရတယ်ဗောနော်ဘယ်နဲ့ညာနှစ်ခုပဲကန်ရတယ်ဒါပေမဲ့အခုအချိန်မှာတော့ဒါ2029မှာပြောင်းလဲသွားတာတော့ကစားသမားကဒီကွင်းလယ်ကနေလိန်ခောက်ဖြတ်ကျော်ပြီးတော့ဂိုးသွင်းတဲ့ပုံစံဖြစ်သွားတယ်ဒီမှာဆိုရင်သူပြတဲ့အကွက်လေးကိုကျွန်တော်နှိပ်မယ်ဆိုရင်ဒါဟိုဂိုးသွင်းတဲ့အထိပေါ့နော်ကွင်းလယ်ကနေဆက်ပြီးတော့သွားလို့ရတယ်ဒီထဲမှာဆိုရင်တော့ကျွန်တော်တို့တစ်နေ့ကိုတစ်ချိန်ကန်ခွင့်ရပြီးတော့ဒါရမဲရဲ့မန်စီရဲ့ဆိုပြီးတော့အလှည့်ကျကန်ခွင့်ရမှာလည်းဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဒီဟာတွေကန်တဲ့ခါရမယ့် reward တွေကလည်းမိုက်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ဥဘာမီယန်ရဲ့ဒါဘာစီလိုနာ version ကိုပထမဆုံးဒါပြည့်ရနဲ့ပေးရတာကိုတွေ့ရတယ်ပေါ့နော်ဥဘာမီယန်ဆိုတာကလည်းဒါ PES kit ထဲကတော်တော်လေးကောင်းတဲ့ကတ်တွေကိုထုတ်ပေးနိုင်တဲ့ကစားသမားဖြစ်တာမလို့တော်တော်လေးမိုက်တယ်ပြီးတော့ daily game box ထဲမှာဆိုရင်တော့ကျွန်တော်တို့ဒါ E2 ရဲ့ပေါ့နော် Inter Milan version ကတ်ကိုတွေ့ရမှာလည်းဖြစ်ပါတယ်ပေါ့နော် E2 ကဆိုရင်လည်းဒါတိုက်စစ်မှုတွေထဲမှာတော်တော်လေးကိုမြန်တယ်တော်တော်လေးကိုကစားလို့ကောင်းတဲ့သုံးလို့ကောင်းတဲ့ကတ်ဖြစ်တာကြောင့် E2 မရှိတဲ့လူတွေအတွက်ဆိုလည်းမိုက်တယ်ပေါ့နော်တခြားသောကတ်တွေလည်းဒီထဲမှာပါတာကိုတွေ့ရတယ်ပြီးတော့နောက်ထပ်တစ်ခုကတော့ကျွန်တော် free ရမယ့်အနေကတော့ဒါပြီးခဲ့တဲ့နှစ်ကဆိုရင်တော့ Raul ပေါ့နော် Raul လိုမျိုးပဲဒီခေါက်ကတော့ Rue Costa ကိုကျွန်တော်တို့ပေးထားတာကိုတွေ့ရတယ်ပေါ့နော်ကျွန်တော်ကတော့ပြီးခဲ့တဲ့နှစ်ကတော့ဒါ Raul ကိုမရခဲ့ဘူးဆိုတော့ဒီကတ်ကတော့ကန်ကောင်းမှရမယ်ပေါ့နော်အခုကတော့ဒါ left 20အထိပဲပေးထားတာကိုတွေ့ရတယ်ပေါ့နော်တခြားသောပတ်တွေအနေနဲ့ကတော့ကျွန်တော်တို့ဒါ new season ဆိုပြီးတော့ဒါ eFootball ရဲ့ sponsor club တွေဖြစ်တဲ့ Manchester United အသင်းနဲ့ Barcelona အသင်းကစားသမားတွေပါဝင်တဲ့ကတ်ကိုတွေ့ရတယ်ဒီပတ်မှာဆိုရင်တော့ကျွန်တော်တို့ဒါ selection contrast နဲ့ဒါပွဲတွေကစားပြီးတော့ကစားသမားတွေကိုလဲလှယ်လို့ရတယ်Manchester United အသင်းကကစားသမား9ယောက်နဲ့ Barcelona အသင်းကကစားသမား9ယောက်ပေါ့နော်စုစုပေါင်း10ယောက်ထိတော့ပါဝင်တယ်ကျွန်တော်ကအယုံဆုံးအနေနဲ့ Rafinha ကိုတော့ဒါပုံထဲမှာပြထားသူပဲပေါ့နော်ဗီဒီယိုထဲမှာပါသူပဲကျွန်တော်ယူလိုက်တယ်ပေါ့နော်ဒီဟာကတော့ကျွန်တော်ပွဲတွေကစားပြီးတော့ကိုကြိုက်တဲ့ player တွေကိုထပ်ပြီးတော့ယူလို့ရတာလည်းဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ဒါ eFootball မှာဆိုရင်ထပ်ပါလာတဲ့ဒါ pep တွေအနေနဲ့ကတော့ဒါ Africa ဗလာ2029ကိုဒါယူရပြီးတော့သူကလည်းဒါ selection contrast အနေနဲ့ဒါကျွန်တော်တို့ဒါ player တွေလဲလှယ်လို့ရတယ်ဒီထဲမှာဆိုရင်ဆာလာတို့မာနီတို့လည်းပါတယ်ပေါ့နော်ကျွန်တော်ကတော့ဆာလာကတ်တွေများနေဖြစ်တာမလို့ဒါမာနီရဲ့ကတ်ကိုတော့ကျွန်တော်ယူလိုက်တယ်ပေါ့နော်မာနီရဲ့ကတ်ကဆိုရင်လည်းဒါ base rating ကတော့80ပေါ့နော်80ပါဝင်လာတော့တွေ့ရတယ်နောက်ထပ် pack အနေနဲ့ကတော့ကျွန်တော်တို့ဒါ summer transfer က pack တွေလည်းပါတယ်ပေါ့နော်ဒီမှာဆိုရင်တော့ဒါနွေရာသီမှာပြောင်းရွှေ့ခဲ့တဲ့အပြောင်းရွှေ့တွေရဲ့ကစားသမားတွေပါဝင်လာတဲ့ကတ်တွေကိုတွေ့ရမယ်နောက်ထပ်တစ်ခုကတော့ tactical defense ပေါ့နော်ဒီထဲမှာဆိုရင်လည်း player တွေအဟောင်းတွေကိုအသစ်ရောက်လာတဲ့ကစားသမားတွေရဲ့ကတ်တွေကိုပါဝင်မယ်သူကတော့ nominating contrast နဲ့ပြန်ပြီးတော့လဲလို့ရတယ်အဲ့ဒါတွေကလည်းကစားရမယ်ပေါ့နော်အဲ့ဒီအပြင်ကိုမှကျွန်တော်တို့ဒါ Messi ရဲ့ coin တွေပေးပြီးတော့ဝယ်ရမယ် pack ရှိမယ်ပြီးတော့ရမဲရဲ့ coin တွေပေးပြီးဝယ်ရမယ့် pack ရှိတယ်ပြီးတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါ free အနေနဲ့ကတော့ဒါ Frank Lampard ရဲ့ကတ်ကိုဘောလုံးကစားတဲ့ပွဲကန်တဲ့အချိန်မှာဒီနီးပြကတ်ကိုရမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒါအခုလက်ရှိဆိုရင်ဒါ Chelsea နီးပြ Conte ရဲ့ manager ကတ်ကိုလည်းဒါ coin နဲ့ရောင်းနေအောင်တွေ့ရတယ်ပြီးတော့ Chelsea အသင်းရဲ့ဒါ Diego Costa Hazard ကာဟီတို့ပါဝင်တဲ့ဘက်ကိုလည်းကျွန်တော် eFootball မှာတွေ့ရတယ်ပေါ့နော် gameplay ဘိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ဒါပြီးခဲ့တဲ့နှစ်တွေကထပ်ပို့ပြီးတော့ကောင်းလာတာကိုတွေ့ရတယ်လူသားဝင်တဲ့ဒါ animation တွေပါပေါ်လာအောင်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့တခုရှိရတာဒုတိယပိုင်းစားတဲ့အချိန်မှာပဲလူသားဝင်တဲ့လူသားလဲမယ်ဆိုရင်ပေါ့နော်ဒါမစခင်မှာလူသားလဲရမယ်ဆိုရင်လူသားဝင်တဲ့ဟာတော့ပေါ်လာတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အချိန်တိုင်းလဲရင်တော့ပေါ်လာတာတော့မတွေ့ရသေးပါဘူးဒီမှာတင်ဆက်ပေးခဲ့တာကတော့အခုလက်ရှိပေါ့နော်ဒါ eFootball 2029ခုနှစ်မှာပြီးခဲ့တဲ့2026ကနေပြောင်းလဲသွားတဲ့ဟာတွေနဲ့ဒါဘာတွေပါဝင်လာခဲ့တယ်ဘယ် player တွေကို free ပေးတယ်ဆိုတာကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်တို့ရဲ့အနေနဲ့ရောဒါ eFootball 2029 version ကိုစောင့်နေကြပြီလားဘယ်လိုမြင်လဲဆိုတာကိုလည်း comment မှာဝင်ပြီးတော့ရေးခဲ့ကြပါဦးလို့တောင်းဆိုလိုက်ရပါတယ်